14 နှစ်တာကာလပတ်လုံးဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဒီခွေးဝိုကြီးဟာတနေ့ထက်တနေ့ပိုပြီးအားနည်းလာခဲ့ပါတယ်။သူထွက်ခွာသွားတာကိုမြင်ပြီးကျမကိုဝမ်းနည်းပူဆွေးစေခြင်းပုံမရပါဘူး။ဒါကြောင့်ကျမအိပ်ပျော်နေတဲ့အချိန်မှာပဲသူကတိတ်တဆိတ်နှုတ်ဆက်ပြီးထွက်ခွာသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တဝက်တစ်ပြက်အိမ်မော်ကျနေတဲ့အချိန်မှာကျမသူ့ကိုခတ်တိုးတိုးလေးပြန်ထူးမိခဲ့သေးတယ်။ကျမပြန်လဲအိပ်ပျော်သွားတာကိုတေချာအောင်စောင့်ပြီးမှသူတယောက်တည်းထွက်သွားခဲ့တာပါအိမ်မက်ထဲမှာတော့ကျမတို့ငငယ်ကလေးကအတူတူဆော့ကစားခဲ့တဲ့အမတ်တရတွေကိုပြန်လည်မြင်အောင်နေခဲ့မိပါတယ်။နိုးလာတဲ့အချိန်မှာတော့အိမ်ထဲကသူရှိနေကြနေရတွေမှာလိုက်ရှာပေမဲ့ဘယ်မှရှာမတွေ့တော့ပါဘူး။အဲ့ဒီအချိန်မှာပဲကျမရဲ့တခင်ကလည်းသူ့ကိုလိုက်ရှာဖို့အပြင်ထွက်သွားတာကိုသတိထားမိလိုက်တယ်။တောအုပ်ဖက်ကိုဥတီနေတဲ့ခြေရာတွေကိုမြင်လိုက်ရပေမဲ့တခင်ဖြစ်သူကကျမပေးတဲ့အရေးအယောင်တွေကိုနားမလည်ခဲ့ပါဘူး။ဒါကြောင့်ပဲကျမဟာခြေရာတွေနောက်ကိုမဆိုင်မတွက်လိုက်သွားခဲ့မိပါတယ်။မောင်မဲနေတဲ့တောအုပ်ကိုဖျက်ကျော်ရင်းလမ်းစုံတစ်ခုမှာခြေရာတွေမှားပြီးတားရဲတွေရှိတဲ့နေရာကိုအမှတ်မထင်ရောက်သွားခဲ့ပါသေးတယ်။ကျမတို့အတူတူဆော့ခဲ့တဲ့အချိန်တွေကိုသတိရရင်အစွမ်းကုန်အပြေးလွှားခဲ့မိတယ်။ရုတ်တရက်ခြေချော်ပြီးကုန်းလျှော်အတိုင်းလိမ့်ဆင်းသွားခဲ့ပေမဲ့ကျမမရက်တန့်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲပိုးဆုံးကျူးလေးတွေအုပ်စုလိုက်ဖြတ်ပြန်သွားကြပြီးသူတို့ရဲ့အလင်းရောင်နောက်ကိုလိုက်ရင်ကျမဆက်လျှောက်ခဲ့ပါတယ်။မျက်စိမိတ်လိုက်တိုင်းကျမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့အတူကျယ်တွေကိုငေးကြည့်ခဲ့ကြတဲ့အမတ်တရတွေကတရိပ်ရိပ်ပြန်ပေါ်လာခဲ့တယ်။နောက်ဆုံးမှာတော့ကူတစ်ခုရဲ့ရှေ့မှာသူ့ကိုရှာတွေ့ခဲ့ပါတယ်။ဝမ်းသာအားရနဲ့သူ့စီကိုပြေးသွားခဲ့ပေမဲ့သူကတော့မတ်တက်ရက်ပြီးကြိုဆိုဖို့တောင်ခွန်အားမရှိတော့ပါဘူး။ကျမရဲ့မျက်နှာကိုသူ့မျက်နှာလေးနဲ့အသားအရထိကပ်လိုက်မိပါတယ်။သူကလည်းကျမရဲ့ခြေဝါးလေးကိုခပ်ဖောက်ဖော်လေးစုပ်ကင်ထားခဲ့တယ်။ဒါဟာနောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာကျမသိလိုက်ပါတယ်။ပြီးတော့သူဟာနောက်ဆုံးကြံရှိတဲ့ခွန်အားလေးနဲ့ကျမရဲ့မျက်နှာကိုရှာလေးနဲ့တစ်ခါလောက်ပြန်လျက်ပေးပြီးကျမကိုထာဝရခွဲခွာသွားခဲ့ပါပြီ။ကျမဝမ်းနဲ့ပူဆွေးနေတော့မှပဲသူ့ရဲ့ဝိညာဉ်ဟာငယ်စဉ်ကပုံစံအတိုင်းကျမရှိမှပေါ်လာခဲ့ပါတယ်။ကျမတို့တောအုပ်ထဲမှာနောက်ဆုံးအကြိမ်ဖြစ်အတူတူပြေးလွှားခဲ့ကြတယ်။သူ့ရဲ့ကာကွယ်ပေးမှုနဲ့အတူကျမအိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာခဲ့ပါတယ်။ကျမရဲ့မျက်စိရှိမှတင်သူဟာနောက်ဆုံးအကြိမ်ဖြစ်ပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့သူဟာတနေရာကနေကျမကိုအမြဲတမ်းစောင့်ကြည့်ပြီးကာကွယ်ပေးနေလိမ့်မယ်ဆိုတာကျမယုံကြည်နေမိပါတယ်။